ဖယားကမပြုတ်ပြင်ပေးနိုင်တာကိုအခွင့်အရေးမပေးလို့ပဲဖြစ်တယ်စန်တာဆိုင်ကဘလောက်ပဲတော်ဒီစပင်ညက်ဆိုင်ကအဲ့ခေါင်းကိုလဲပြီးတော့စပင်တွားညက်ခိုင်လာခဲပုံလာပုံမပါမဲ့အပြင်ထွက်လာပါဟုတ်တယ်နော်အဲ့စန်တာဆိုင်ကဘလောက်ပဲတော်နာမင်းကြီးတယ်တခါညက်တာကို150လောက်ပေးရမယ်ဖြစ်စေအဲ့ခေါင်းကိုဟူလဲဒီလဲနားမထောင်းအခုမပေးသူ့ကိုကောင်းကောင်းမလုပ်ခိုင်းဘူးဆိုရင်အပြင်ထွက်ကြည့်ဘယ်တော့မှကြည်လာမှာမဟုတ်ဘူးသူနည်းသူဆိုပဲကျွန်တော်အတစ်တာမှာဖယားရှင်ကပြုတ်ပြင်ပုံတွန်းဘူးရကျွန်တော်အကွန့်ပေးလိုက်ရလေအမတန်လှပတင့်တယ်တဲ့အတစ်တာဆိုတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်မလို့တထာကသူရဲ့နန်းတော်အုပ်ရဲ့လက်အောက်ထဲမှာသူပြောတဲ့အတိုင်းနားထောင်သူပြောတဲ့အတိုင်းသူအသက်ရှင်လာတဲ့ခါမှာသူမိဖယားနေရာမှာဖယားကရွေးကောက်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်တို့တက်တာမှာပြုတ်ပြင်ပုံတွန်းခြင်းဆိုတာကတကယ်တော့တခါတလေနာတဲ့ချိန်လည်းရှိပါတယ်တခါတလေလည်းမကြိုက်တဲ့ချိန်လည်းရှိပါတယ်ဒါပေမဲ့အဆုံးမှာတော့အောင်မြင်ခြင်းနဲ့လှပတဲ့အသက်တာနဲ့ကျွန်တော်တို့ကျော်လွှားနိုင်ဖို့ရန်ဖခင်ကကျွန်တော်တက်တာကိုပြုပြင်ပုံသွင်းတော်ရှင်တော်ဖခင်ဖြစ်တယ်